တားမာရန်ဒီကာလကိုယ်စိတ်ကိုပြောအောင်မနှဲချော့မြူရအားပေးရာတခါကိုတရားကိုပြန်နာရမိုးရီရွာတိုင်းလဲမိုးမိခဲ့တာပါပဲမိုးဆိုတာအချိန်တန်တိတ်တယ်ဆိုပြီးမိုးလုံးလေလုံးနေခဲ့ဘူးတဲ့ဟိုးအတိတ်တွေကိုပြန်အောင်မေ့တရိယအချက်တချင်းကိုစစ်တလင်းမှာညှင်းတွေစာပြီးဆိုခဲ့ရကိုငယ်ကြီးရဲ့အမေအိမ်တချင်းဟာဘယ်ချိန်မဲဆူငိုတန်တွေပါတယ်လွတ်မြောက်ရလမ်းမှာလဲမျက်နှာငယ်ခဲ့ရတာပါပဲကလေးဘဝတုန်းကလိုရုပ်ဆိုင်ရှုပ်ကြည့်တဲ့ကဈေးကြီးရတခက်တနက်မဝယ်နိုင်လို့ငေးကြီးခဲ့ရသလိုမျိုးအခုလဲတကယ်တိုက်ပွဲတွေကြားမှာစစ်သားကြီးဟာလက်ဗလာပါပဲကိုယ်နိုင်ငံပြန်ရွေးတဲ့သမိုင်းမှာနိုင်ငံသားတယောက်အနေနဲ့ပါဝင်ကြတဲ့အခါကျွန်တော်ဟာယောက်ျားလေးမို့တိုင်းချရမယ်ကစားတတ်တယ်အမေစစ်တိုက်တမ်းမယ်ကစားခြင်းနဲ့အမေပြန်တော့ကြလို့အရင်လိုစိတ်တွေမဆိုးတော့နဲ့အမေပြန်လာဖို့သိခက်ခဲတဲ့အကြောင်းအိမ်ကထွက်လာသူတွေပဲသိကြတယ်လေတချို့တွေထာဝရအိမ်ပြန်မလာနိုင်တော့ဘူးအမေမိခိုးတန်းလေးတွေကိုမြင်တိုင်းအိမ်တွေမိုးပေါ်တက်သွားကြတယ်လူတွေမိုးပေါ်တက်သွားကြတယ်မြေပြင်ကိုတော့မကြည့်ပါနဲ့အမေတရွာလုံးကပြပုံဘဝရောက်နေကြပြီသွေးတွေကအထက်ထက်အလောင်းတွေကအထက်ထက်တူမီတနက်ခကြိုးတနက်လက်လုတ်တနက်တွေနဲ့ကလေးလေးတွေကိုလင်းရင်မြန်ကြီးတွေနဲ့လိုက်ပစ်တာအရမ်းရရတာပဲအမေတချို့တိုက်ပွဲတွေကတကယ်ဟာဒါပေမဲ့မျက်ရည်စစ်တွေသွေးစစ်တွေတလဟောထွက်ကြဟုတ်ကဲ့ရေရပါတယ်အမေစစ်ပွဲကြီးပြီးလို့သူရဲကောင်းတွေအိမ်ပြန်လာတဲ့အခါသားမပါလာခဲ့ရင်မငိုလိုက်ပါနဲ့အမေဝေဦးမှာပွင့်ခဲ့ရတာလဲပျော်စရာတွေ့ခဲ့ရရင်လဲကျေနပ်စရာဟိုးမှာပြောရင်းဆိုရင်းနဲ့ကြဲတွေကြွေပြန်ပြီအမေယာဇက်လိုက်ကြီး12 ရက် 6 လ 2020